ကြီးကမင်းတို့အခွင့်အရေးပေးကောင်းပေးလိမ့်မယ်အေးလာကြဟဲ့ဒီကနေ့မင်းတို့နဲ့ငါတို့နဲ့တူတူထိုင်ရအောင်ဘုရင်ကြီးနဲ့ဓာန်တူနေရာပေးပြီးတော့ဘုရင်ကြီးကမင်းတို့ကိုချီးမြှောက်ကောင်းချီးမြှောက်လိုက်မယ်ဟောအတွင်းလူအနေနဲ့သူနေတဲ့ထိုင်တဲ့နေရာတွေကိုထိုင်ခိုင်းလိုက်မယ်အဲ့ဒီကြလို့ရှိရင်မင်းမလုပ်ရမလဲဆိုဘုရင်မင်းကြီးကိုလက်ဟုတ်ချီပြီးတော့ဘုရင်မင်းကြီးကိုဒီလိုရှောက်တဲ့ဒေဝဧဝံမာဝါစာအရှင်မင်းမြတ်ဒီလိုအမိန့်ရှိတော်မမူပါနဲ့အရှင်မင်းမြတ်ဒီအရှင်မင်းမြတ်နဲ့ကျွန်တော်မျိုးတို့နဲ့ဆိုတာဓာန်တူထိုင်လို့သင့်တာမဟုတ်ပါဘူးရှင်သေမင်းနဲ့မြေခွေးဆိုတာတူတူနေနိုင်တဲ့အနေအထားမျိုးမရှိပါဘူးအရှင်မင်းကြီးနဲ့အတူတကွမထိုင်မရစေနဲ့လို့လက်အုပ်ချီပြီးတော့တည်တည်ချာချာရှောက်တယ်နော်နန်းတွဲမှာလိုက်နိုင်ရမယ့်ကျင့်ဝတ်တွေကိုပြောတာဘုရင်ကဘလို့ပဲထိုင်ခိုင်းသူနဲ့ဓာန်တူအခွင့်အရေးပေးလေမလုပ်ရဘူးလို့ဆိုလိုတယ်ဒါသူသားတွေကိုအထူးမှားတာနော်ဘုရင်နဲ့ဓာန်တူနေရာမထိုင်နဲ့တဲ့ဘယ်တော့မှရှောက်ရမယ်ရှင်မင်းမြတ်ဒီလိုမပြောပါနဲ့ဒါဟာကျွန်တော်မျိုးတို့လိုက်နိုင်ရမယ်လောက်ရမယ်ထုံတန်းစင်လာမရှိပါဘူးကျွန်တော်မျိုးတို့မှာဘုရင်မင်းကြီးကိုအမြဲတမ်းဂါရဝပြုရမှာဖြစ်ပါတယ်လို့အဲ့ဒီလိုလေးလေးစားစားရှောက်လို့ဒီလိုသားသမီးတွေကိုမှားကြားလိုက်တယ်ပေါ့